ဒီနေ့ Songkran Day 3ကိုတော့မီတီတို့ဘန်ကောက်တစ်မြို့လုံးမှာအစီအဆုံးလို့ပြောလို့ရတယ်စီလုံရော့ကိုသွားမဲ vlog လေးပါမီတီတို့ကတော့ကွန်ကြဆက်အတ္တဆုံးဖြစ်အောင်အမာတီနဲ့လာတာဆိုတော့အရင်ဆုံးစီလုံရုပ်ကိုဒါမရောက်သေးဘူးပေါ့နော်အမာတီစီလုံ station မှာဆင်းပြီးတော့ဒီဒူစစ်ထနီဖက်တွေကနေပြီးတော့ဖြတ်ပြီးတော့လမ်းကူးပြီးတော့ဟိုဘက်ကိုသွားနေရပဲဖြစ်ပါတယ်ဒါကဒီကပန်းချန်ထဲမှာနေလူတွေကတော်တော်လေးကိုများနေပြီပေါ့နော်ဒီအချိန်ကမီတီတို့ညနေဆောင်အစောပိုင်းပဲရှိသေးတယ်4နိုင်ကျော်5နိုင်လောက်ပဲရှိအောင်မှာလူကတော်တော်လေးကိုပြည့်ကျက်နေပါပြီမီတီတို့သွားပြီးနောက်ပိုင်းမှာပေါ့နော်လမ်းကပိတ်လိုက်ရတဲ့အထီကိုဖြစ်တယ်လို့နောက်ပိုင်းမှာသတင်းတွေမှာပြန်တွေ့ရပါတယ်ကိုကလည်းသူများတော့ပြစ်လိုက်သူများလည်းကိုယ်လာပြစ်လိုက်နေဒီမှာတွေကိုတော်တော်လေးပွဲစီးနေပြီးတော့အချင်းချင်းတိုက်ပွဲတွေဖြစ်နေကြပြီပေါ့နော်ရေတက်တက်နေနဲ့ဒီညမှာဆိုလမ်းလေးတစ်ချက်ကူးဖို့အရေးကိုတော်တော်လေးကိုလူတန်းရှည်ကိုစောက်ပြီးတော့အရန်ကိုတိုးပြီးတော့မှဖြတ်ကူရပါတယ်လူကတော့တော်တော်များတယ်ပေါ့နော်တိုးနိုင်မှရပြီပေါ့နော်မနီတို့ဆိုလို့ရှိရင်သူအရာပပူလေးနဲ့ဆိုတော့မနေကိုတိုးရတယ်လူကောင်ကအထဲမှာနေကိုပျောက်နေရပါတော့နော်လူကများတိုးကားတန်နေရညံဆိုင်ကဟွန်ဒီတန်နေတယ်အဲ့ဒီနေရာတော်လေးတစ်ချက်ကိုပင်မရပါလေတော်တော်လေးကိုစိတ်ညစ်ရပါတော့နော်ဆိုလဲကြည့်ပါဦးနဲတဲ့လူအောင်မဟုတ်ပေါ့နော်လူပင်လေးကြာညာပဲဒီလောက်လူအများကြီးကစီလုံရုပ်ကိုဝင်ဖို့အတွက်တန်းစီနေတဲ့လူအုပ်ကြီးဖြစ်ပါတယ်ဒီလူအုပ်ကြီးချာမှာမလဲတိုးပွေပြီးတော့ဝင်ရတယ်ပေါ့နော်မဒီဆိုလို့ရှိရင်လည်းဒီလူကြားထဲမှာအများကြီးချာမှာတေးလေးနဲ့ညှက်နေရပါတော့ဒီတစ်ချက်ကရေကလည်းမဖြတ်ဘူးအထက်ကလည်းမရောက်သေးတဲ့အတွက်ကြောင့်မို့ဒီခဏကတော့နောက်တစ်ခါထပ်မသွားချင်တော့အောင်စီစဉ်ရပါတယ်အဲ့တော့နိုင်ငံပေါင်းစုံကနိုင်ငံသားမျိုးစုံလာတာဆိုတော့အဖြူအညိုအမဲအယောင်သွေးအကုန်အစုံမြင်ရတယ်ပေါ့နော်နောက်ဆုံးတော့အကြာကြီးတန်းစီပြီးတဲ့နောက်မှာ security check ကိုရောက်လာပြီပေါ့နော် security check ကိုဖြတ်ပြီးတဲ့နောက်မှာတော့အထက်ကိုရောက်ပါပြီရှင်အထက်ရောက်မှပဲအသက်ရှူချောင်းနိုင်တော့လေပြုံးနိုင်လို့လေပေါ့နော်ဒီစီလုံလန်းကတော့လမ်းလျှောက်တဲ့ကြံပေါ့နော်မြန်မာမှာလိုမျိုးလမ်းလျှောက်တဲ့ကြံနေလို့ပါပဲဒါပေမဲ့မြန်မာလိုမျိုးမန်ဒတ်တွေမရှိဘူးရေပုံးနဲ့ရေပတ်တဲ့လူတွေမရှိဘူးဒီရေပြုတ်လေးတွေနဲ့ပဲပြုတ်ပုတ်ပြီးပတ်ကြတာပေါ့နော်တယောက်နဲ့တယောက်ကလေရေပြုတ်ရှိမှရေဆူရမယ်ပုံစံမျိုးဖြစ်နေရေပြုတ်နဲ့ကိုကတပတ်မှာသူများကိုပြန်ပတ်တာမျိုးပေါ့နော်အဲ့လိုမျိုးပါရေအရမ်းမဆိုတော့အားမရပါဘူးမြန်မာလောက်ပေါ့နော်ပြီးတော့ဒီမှာရေလဲဝယ်ရပါသေးတယ်ရေပြုတ်တစ်ခါဖြည့်မယ်ဆိုလို့ရှိရင်အကြီးသေးပုံမူတည်ပြီး9ဘတ်10ဘတ်ပေးရပါတယ်ရေလကားဖြည့်လို့ရတဲ့ refill station ကတော့ရှိရပါတော့ကုမ္ပဏီတွေကနေပြီးတော့ sponsor ထားပေးတဲ့ station တွေတော့ရှိတယ်အဲ့ဒီနေရာတွေမှာတချို့နေရာတွေကြတော့သူတို့ကုမ္ပဏီကရောင်းတဲ့အေးတွေဘာတွေဝယ်မှလကားပေးတာမျိုးတချို့ဆိုလို့ရှိရင်Facebook ကို follow လုပ်ခိုင်းတာတော့အဲ့လိုမျိုးသူတို့sponsor ကုမ္ပဏီတွေအတွက်တစ်ခုလုပ်ပေးမှပေးတာမျိုးလည်းရှိရဲဒီတိုင်းလကားတက်ပေးတဲ့နေရာတွေတော့ရှိပြီမဲ့လူကအရန်များတဲ့ကြောင့်မို့လို့ရေတကာဖြည့်ဖို့ရေအရန်တန်းစီရပါတယ်လိုမျိုးရှိပတ်တာရေဆော့ရတာအားမရဘူးပေါ့နော်ဒါပေမဲ့ဒီထိုင်းရဲ့ခါချာအရဆိုရင်တော့ညဘက်မှပူစီတာညဘက်ဆိုလို့ရှိရင် festival vibe party vibe ဖြစ်သွားတယ်ပေါ့နော်တလန်းလုံးက DJ show တွေနဲ့အပြည့်ပဲဆိုတော့ကြိုက်တဲ့ DJ မန်တက်မှာပို့ပြီးတော့ free join လို့ရပါတယ်အဲ့တခုကတော့ကောင်းတယ်ပေါ့နော်ဒီမှာကလေမြန်မာမှာလိုမျိုးရေလဲအလကားဖြည့်လို့ရတာမဟုတ်ဘူးအလကားကျွေးတဲ့စရီတာမန်တက်လည်းမရှိဘူးပေါ့နော်အကောလုံးရေကအစားပတ်စံနဲ့ဝယ်ရပါတယ်အဲ့တော့ဒီထိုင်းရဲ့ Songkran ကစီးပွားရေးအရန်ဆန်တဲ့တကြံတစ်ခုလိုပဲမြင်ပါတယ်